Coventry နဲ့တူအောင်မြင်မှုမှတ်တိုင်အသစ်စိုက်ထူလိုက်တဲ့ဂန်တွင်ကစားသမားဟောင်း Frank Lampard အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ Chelsea အသင်းရဲ့ဂန်တွင်ကွင်းလည်လူဟောင်း Frank Lampard ကအခုဆိုလို့ရှိရင်တော့ဒီပြလောကမှာလေသူရဲ့အရေးချင်းကိုအကောင်းဆုံးသက်သေပြနိုင်ခဲ့ပါပြီ။ Lampard ကအင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့တနစ်တာအကောင်းဆုံးနီးပြဆုကိုတရားဝင်ရယူစုခုနိုင်ခဲ့တာပါ။ဒါက Coventry ရဲ့အသင်းကိုကင်တွယ်ပြီးတဲ့နောက်ပိုင်းမှာသူရရှိခဲ့တဲ့အကြီးမားဆုံးသောဂုဏ်ပြုဆုတစ်ခုလည်းဖြစ်ပါတယ်။ Lampard က Coventry အသင်းကို Premier League စီကိုတန်းတက်လာနိုင်အောင်လို့အကောင်းဆုံးလှုပ်ဆောင်ပေးနိုင်ခဲ့တဲ့အပြင်အသင်းရဲ့ကစားဟန်ကိုလည်းအသီးသက်သာကိုပြောင်းလဲပြစ်နိုင်ခဲ့တဲ့သူပါအခုဆိုလို့ရှိရင်သူကချန်ပီယံရှစ်ပြိုင်ပွဲရဲ့တနစ်တာအကောင်းဆုံးနီးပြအဖြစ်သတ်မှတ်ခံလိုက်ရပြီဖြစ်တယ်လို့အမတ်ပေးချန်ပီယံဆုကိုလည်းမကြခင်မှာပဲလက်ဝဲပိုင်ဆိုင်ရယူနိုင်တော့မှာဖြစ်ပါတယ်လမ်းမတော်တော့ဒါဟာနီးပြဘွားရဲ့အမြင့်ဆုံးအောင်မြင်မှုအခိုက်အတန့်နေတဲ့တစ်ခုပါပဲ Coventry ပရိသတ်တွေအတွက်ကတော့လမ်းမရဲ့ရောက်ရှိလာမှုကအသင်းကိုအဆင့်သစ်တစ်ခုစီကိုခေါ်ဆောင်သွားပေးခဲ့တာဖြစ်ပါတယ်ဂန်တွင်ကစားသမားတယောက်ရဲ့အတွေ့အကြုံနဲ့အတူတူအသင်းကိုအောင်မြင်မှုလမ်းကြောင်းမှုကိုပြန်တင်ပေးနိုင်ခဲ့တဲ့လမ်းမကိုအားလုံးကချီးကျူးဂုဏ်ပြုနေကြပါတယ်ရှေ့ဆက်ပြီးတော့ Premier League မှာ Lampard ရဲ့ Coventry အသင်းကဘယ်လောက်ထိအောင်မှခြေစွမ်းပြနိုင်မလဲဆိုတာကတော့တကယ်ကိုရင်ခုန်ကြပါပဲ